အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးသွားမှာကတော့မွေတွေကလူတွေရဲ့စွန့်ပစ်ခြင်းခံရပြီးနတ်ဆိုးတကောင်ဖြစ်လာတဲ့ကောင်လေးတယောက်အကြောင်းပဲဖြစ်ပါတယ်ဇလန်းလေးရဲ့အစမှာတော့တဘာဝတရားကြီးရဲ့အင်အားစုတွေအကြောင်းဖြစ်ပေါ်လာတဲ့ပလဲလေးတစ်လုံးနဲ့စတင်ထားပါတယ်ဒီပလဲလုံးလေးဟာကဘာပေါ်ကစွမ်းအားတွေအများကြီးကိုစောက်ယူပြီးတနေ့ထက်တနေ့ပိုတန်မာလာပါတယ်ဒါပေမဲ့ဒီပလဲလုံးဟာကောင်းတာရောဇိုးတာကိုပါညီတူညီမျှစုပ်ယူနေတာဖြစ်ပါတယ်မန်တာမာရာကိုလည်းမသိတဲ့အတွက်ပလဲလုံးလေးရောက်ရအရာမှာဒုက္ခတွေရောက်ကြရပါတယ်။ဒါကြောင့်ကောင်းကင်ဘုံရဲ့စွမ်းအားအကြီးဆုံးဖျားရှင်ကအတော်ဆုံးနဲ့မသေးမျိုးနှစ်ယောက်ဖြစ်တဲ့တိုင်းရီဆန်ရှမ်းနဲ့ရှန်ကုံပေါင်းတို့ကိုစစ်လှုပ်ပြီးဖြည့်ရှင်ခိုင်းပါတယ်။ဒါပေမဲ့စွမ်းအားတွေကိုနှစ်ပေါင်းများစွာစုပ်ယူထားတဲ့ပလဲကိုတော့အနိုင်မယူနိုင်ပါဘူး။ဒါကြောင့်ဖျားရှင်ကိုယ်တိုင်ဆင်လာပြီးပလဲကိုအိုးတလုံးထဲမှာပိတ်ထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖျားရှင်ကကောင်းတဲ့ပလဲနဲ့ဆိုးတဲ့ပလဲဆိုပြီးနှစ်မျိုးခွဲလိုက်ပါတယ်။လုံခြုံစေဖို့အတွက်ဖျားရှင်ကမော့ကြပန်းထဲမှာပလဲလေးတွေကိုထည့်ထားလိုက်ပါတယ်။ဆိုးရွားတဲ့ပလဲဟာကဲတင်လို့မရနိုင်တော့တဲ့အတွက်၃နှစ်အတွင်းပြည့်စည်စေဖို့မိုးကြိုးအစီရင်ထည့်ပေးလိုက်ပါတယ်။ကောင်းတဲ့ပလဲကိုတော့လူတယောက်အနေနဲ့ပြန်ဝင်စားခွင့်ပေးခဲ့ပါတယ်။သူတို့ကလီကျင်လို့ခေါ်တဲ့သူရဲ့တတိယသားအဖြစ်ပလဲကိုလူပြန်ဝင်စားခွင့်ပေးလိုက်ပါတယ်။အရီနောက်မှာတော့ဆိုးရွားတဲ့ပလဲကိုမသိမျိုးတိုင်းစီကိုပေးလိုက်ပြီးလီကျင်သားမွေးဖွားတဲ့အထိပလဲကိုထိန်သိမ်းထားဖို့ဖျားရှင်ကအမိန့်ပေးလိုက်ပါတယ်။သူကဆက်ပြီးကလေးကိုကောင်းတဲ့ပလဲထဲမှာပဲမွေးစေဖို့တသေးချာချာမှာကြားပါတယ်။ဒီတာဝန်ကိုသာအောင်မြင်ခဲ့ရင်တိုင်းကယာရုတုံးမှာဖြစ်တဲ့အတွက်သူ့ကိုရှန်ကုန်ပေါင်းကတော့သူ့ညီကိုမနာလို့ဖြစ်နေပါတယ်။သူကသူ့ရဲ့မကောင်းဆိုတဲ့အတိတ်တွေကြောင့်သူ့ကိုဒီတာဝန်မပေးခဲ့တာပဲလို့ထင်သွားပါတယ်။ဒါကြောင့်သူ့ကိုယ်တွေကမကောင်းဆိုရွာစိတ်ဝဲညင်လဲပြန်နိုးထလာပြီးသူ့ကိုတာဝန်ကိုနှောက်ယှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကလေးမွေးဖွားတော့မဲ့အချိန်မှာတိုင်းကလူပြည်ပေါ်ရောက်နေပြီးလီချင်းနဲ့သူ့မိမကိုလာတွေ့ပါတယ်။လီချင်းရဲ့မိမရန်ကလေးမွေးတော့မဲ့တဲ့တင်ကိုကြားပြီးတရွာလုံးကလူတွေလည်းအောင်ပွဲခံဖို့ရောက်လာကြပါတယ်။ဒီအချိန်ဟာမော်ကြပန်းတဲကပလဲကိုထုတ်ရမယ့်အချိန်ပဲလို့တိုင်းသဘောပေါက်သွားပါတယ်။တိုင်းကကောင်းတဲ့ပလဲကိုထုတ်တဲ့အချိန်မှာသူ့ကိုရှန်ကုန်းပေါင်းကမကောင်းကြမှာတော့တယ်။ရှန်ကုန်းပေါင်းကလီချင်းရဲ့အစီကံတယောက်ကိုအစွမ်းနဲ့ထိန်းချုပ်ပြီးကောင်းတဲ့ပလဲကိုခိုးခိုင်းလိုက်ပါတယ်။ဒါကြောင့်မိုးကြိုးအစီရင်နဲ့ဖြက်စီးခံရမယ့်မကောင်းတဲ့ပလဲကပဲလီရဲ့သားအနေနဲ့မွေးဖွားလာခဲ့ပါတယ်။နတ်ဆိုးဟာနိုးထလာခဲ့ပြီးနီကြားဆိုတဲ့ကလေးတယောက်အနေနဲ့လူပြန်ဝင်စားလာခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့အစွမ်းနဲ့ထိန်းချုပ်ခံထားရတဲ့အစီကံကကောင်းတဲ့ပလဲကိုရှန်စီပေးလိုက်ပြီးဖျားရှင်ကိုလက်စားချေဖို့အသုံးချမှာဖြစ်ပါတယ်။အဲဒီအချိန်မှာနီကြားကတော့ဘောလုံးလိုလုံးနေပြီးနှစ်ဖူးမှာအနီမတ်တစ်ခုပါရှိနေပါတယ်။မိခင်ရဲ့ဘိုက်ထဲကထွက်လာပြီးမကြခင်မှာပဲမီလုံးကြီးဖြစ်သွားပြီးလှည့်ပတ်တောင်းညံပါတော့တယ်။ဒါကြောင့်တိုင်းလည်းအစွမ်းနဲ့နီကြားကိုပိတ်လောင်ထားပြီးတိုက်ခိုက်ဖို့ပြင်ပါတယ်။အဲဒီအချိန်မှာလီချင်းကဒါဟာသူ့သားဖြစ်နေသေးကြောင်းတတိပေးလိုက်ပါတယ်။တိုင်းကနီကြားဟာမကောင်းတဲ့ပလဲဝင်စားတာဖြစ်တဲ့အတွက်သူတို့တားရမှာဖြစ်ကြောင်းနဲ့မဟုတ်ရင်ကဘာကြီးကိုဖျက်ဆီးမှဖြစ်ကြောင်းပြန်ပြောပါတယ်။အဲဒီအချိန်မှာလီချင်းရဲ့မိန်းမကလည်းဝင်ကြပါတယ်။အဲဒီနောက်အသက်ကြီးကြီးအဖိုးကြီးတယောက်ရောက်လာပြီးရွာထဲမှာမကောင်းဆိုးဝါးတကောင်ကိုမထားအသင့်ကြောင်းပြောပါတယ်။လီချင်းကသူ့ရဲ့ကလေးဟာကံမကောင်းလို့ဒီလိုဖြစ်ရတာဖြစ်ပြီးသူ့ကလေးကိုထိန်သိမ်းဖို့သူအစွမ်းကုန်စူးစမ်းတင်ပြပေးသွားမှာဖြစ်ကြောင်းရွာသားတွေကိုပြောလိုက်ပါတယ်။တိုင်းကနီကြားဟာမိုးကြိုအစီရင်ကြောင့်၃နှစ်သာအသက်ရှင်နိုင်တယ်လို့ပြောပြလိုက်ပါတယ်။လီချင်းကတော့ဖျားရှင်ကိုဆက်သွဲပြီးဒီကိစ္စကိုဖြေရှင်းခိုင်းမယ်လို့ပြန်ပြောပါတယ်။အဲ့ဒီအချိန်မှာရှန်ကတော့ကောင်းတဲ့ပလဲကိုငကားဘရင်စီပေးလိုက်ပြီးငကားဘရင်ကလည်းသူ့သားစီမမြုံနှံလိုက်ပါတယ်။ငကားဘရင်ကသူ့သားကိုတင်ပြပေးဖို့ရှန်ကိုပြောပါတယ်။ဖျားရှင်ဟာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကြာကငကားရီရဲ့အကူအညီနဲ့နတ်ဆိုးတွေကိုအနိုင်ယူခဲ့ပေမဲ့လိန်ညာလှည့်စားခံရတဲ့အတွက်ဖျားရှင်ကိုလက်စားချေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်ဖျားရှင်ကငကားရီကိုအနိုင်ယူပြီးပင်လယ်အောက်ထဲမှာအကျဉ်းချထားတာဖြစ်ပါတယ်။ငကားဘရင်ကပလဲလုံးကိုအသုံးချပြီးအချုံနောင်ကလူမြောက်ကကောင်းကင်ဘုံကိုရှောင်းနိုင်မယ်လို့ထင်နေရဖြစ်ပါတယ်။ဒီလိုနဲ့ငကားရဲ့ကလေးလေးမွေးဖွားလာပြီးအေအိုဘင်းလို့နာမည်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာတာရင်ကဖျားရှင်နဲ့တွေ့ဖို့လီချင်းကိုခေါ်သွားပါတယ်။ဒါပေမဲ့ဖျားရှင်ကရှိမနေပဲဂိတ်ဆောင်ဖြစ်တဲ့ချန်ချန်ယူကနတ်ဖျားတွေအစည်းအဝေးလုပ်နေကြတယ်လို့ပြောပါတယ်။လီချင်းကကျင်းစာတစ်ခုကိုဖြည့်ပေးဖို့အတွက်ဖျားရှင်နဲ့တွေ့ရမှာဖြစ်ကြောင်းပြောပါတယ်။မကောင်းတဲ့ပလဲပေါ်မှာတိုက်ထားတဲ့ကျင်းစာကဖြည့်လို့မရနိုင်ကြောင်းဂိတ်ဆောင်ကပြန်ပြောပါတယ်။ဒါကြောင့်လီချင်းလဲစိတ်သက်သာသွားပါတယ်။
။အဲ့ဒီချိန်မှာရွာတွေကလူတွေကနီဂျာကိုသဘောမကျတဲ့အတွက်နီဂျာလည်းအထီးကျန်နေပါတယ်။သူ့မိကအတူတူစော်ဖို့လာပြောတဲ့အခါမှာလည်းနီဂျာကရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောပါတယ်။သူ့မိကချောမော့ပြောတော့နီဂျာလည်းစိတ်ပြေသွားပြီးအောက်ဆင်းလာပါတယ်။အဲ့ဒီချိန်မှာရဲမတ်တွေရောက်လာပြီးအရေးကြီးကိစ္စတစ်ခုရှိတယ်ပြောတာကြောင့်နီဂျာဒေါသထွက်သွားပါတယ်။နီဂျာကသူ့မိဟာသူ့ထက်ရွာကိုပို့ချစ်တယ်ထင်နေပါတယ်။တိုင်းရီကနီဂျာအပြစ်မထွက်စေဖို့မော်ပညာနဲ့တားဆီးလုပ်ထားပါတယ်။ရန်ကအပြစ်မထွက်ခင်မှာနီဂျာထွက်မလာအောင်တေချာဆောင်ဖို့အဆောင်တွေကိုမှာပါတယ်။ရန်ထွက်သွားပြီးရဲ့နောက်နီဂျာကအဆောင်တွေကိုလှည့်စားပြီးတားဆီးကထွက်လာပါတယ်။နီဂျာရဲ့တန်ကိုကြားပြီးနောက်ရွာသားတွေကုန်လန့်ဖြန့်ပြီးပုံကြပါတယ်။နီဂျာကကောင်လေးတွေကိုအနိုင်လိုက်ကျင်တာကြောင့်ကောင်လေးတယောက်မကောင်းဆိုရွာလို့ခေါ်လိုက်ပါတယ်။ဒါကိုကြားတဲ့နောက်နီဂျာဒေါသထွက်သွားပြီးကြောက်တုံကိုကောင်လေးစီတတဲကန်လှော်ပါတယ်။ဒီအချိန်မှာတိုင်းနဲ့လီကျင်းရောက်လာပြီးကောင်လေးတွေကိုကဲကနီဂျာကိုအိမ်ပြန်ခေါ်သွားပါတယ်။အိမ်ပြန်ရောက်လာတော့လီကျင်းကနီဂျာအခန်းထဲကထွက်မရအောင်အတားဆီးတွေလှုပ်ထားပါတယ်။ရန်ကမျောလင်းကြမဲ့လာပြီးသူတို့ဘာလို့အရာမထင်ကြောင်းနဲ့သူ့ကိုအလောက်ကနေနှုတ်ထွက်ပြီးနီဂျာလွတ်လပ်စေဖို့တောင်ပေါ်မှာအေးအေးချမ်းချမ်းသွားနေရကောင်းမလားပြောပါတယ်။တိုင်းကဒီကိစ္စဟာသူ့ကြောင့်ဖြစ်ရတာလို့ပြောပြီးနီဂျာကိုသူခေါ်သွားကမကောင်းဆိုးဝါးကိုတိုက်ခိုက်ပေးမယ်စစ်တီတော်ဖြစ်လာအောင်လေ့ကျင့်ပေးမယ်ပြောပါတယ်။တိုင်းကကဘာတစ်ခုစီခေါ်သွားပြီးဒီနေရာမှာကိုလုံးမပညာအကြောင်းလေ့ကျင့်ပေးမယ်ပြောပါတယ်။တိုင်းကအသွင်ပြောင်းပညာသင်ပြီးတော့နီဂျာကတရက်ထဲအသွင်ပြောင်းနိုင်သွားပါတယ်။တိုင်းကဒီပညာတက်ဖို့6လအချိန်ယူခဲ့ရတာပါ။တိုင်းအံ့ဩသွားပြီးမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ဖို့မော်ပညာသင်ပေးပါတယ်။ဒါပေမဲ့နီဂျာသဘောမတူပါဘူး။ဒီအချိန်မှာနီဂျာရဲ့အမေကနီဂျာလူတွေချစ်တာကိုခံချင်တာသိကြောင်းပြောပါတယ်။နီဂျာကလူတွေဟာသူ့ကိုနတ်ဆိုးလိုပဲမြင်ကြောင်းနဲ့တကယ်နတ်ဆိုးအစ်စ်ဆိုတာဘာလဲသိအောင်ပြရမှာလို့ပြောပါတယ်။လီကျင်းကလူတွေကြောက်နေရတဲ့အကြောင်းရင်းအမှန်ကိုပြောပြမယ်ပြောပါတယ်။ဒါပေမဲ့ရန်ကနီဂျာဟာကောင်းတဲ့ပလဲကနေမွေးဖွားလာတာဖြစ်တယ်လို့ပြောလိုက်တော့နီဂျာလည်းအံ့ဩနေပါတယ်။တိုင်းကကောင်းတဲ့ပလဲဆိုတာကဘာကြီးကိုကာကွယ်ဖို့ဖျားရှင်လှော်လိုက်တဲ့တကိုကြီးစွမ်းအားတစ်ခုဖြစ်ကြောင်းပြောပါတယ်။ရန်ကလူတွေအပေါ်မိသားစုလိုပဲကောင်းကောင်းဆက်ဆံဖို့ပြောပါတယ်။နောက်နှစ်နှစ်ကြာတဲ့အထိနီဂျာဟာနတ်ဆိုးတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်ခဲ့ပါတယ်။စိတ်ကူးရင်လောကမှာနီဂျာကနတ်ဆိုးတွေကိုအနိုင်ယူနိုင်ပေမဲ့လက်တွေမှာတော့အပြစ်မရှိသူတွေကိုထိခိုက်နိုင်တဲ့အတွက်သတိထားဖို့လီချင်းကပြောပါတယ်။တိုင်းရင်ကလက်နက်ကိုအပ်ပြီးတရားထိုင်ဖို့ပြောတော့နီဂျာကနားမထောင်ပဲစိတ်ကူးရင်လောကကထွက်သွားပါတယ်။ရွာထဲမှာနတ်ဆိုးတကောင်ရောက်နေတာနီဂျာတွေ့သွားပါတယ်။နီဂျာကနတ်ဆိုးကိုတိုက်ခိုက်ရင်ရွာတဝက်လောက်အိမ်တွေပျက်စီးသွားပြီးရွာသားတွေလည်းကြောက်လန့်ပါတယ်။နတ်ဆိုးထွက်ပြေးသွားပြီးခလေးမလေးတယောက်ကိုခေါ်သွားပါတယ်။နီဂျာကလည်းခလေးကိုကယ်ဖို့ပြောလိုက်ပါတယ်။နီဂျာကိုမကြိုက်တဲ့ရွာသားတွေကဒါကိုမြင်ပြီးနီဂျာဟာခလေးကိုဖမ်းသွားတယ်ထင်သွားပါတယ်။နတ်ဆိုးကပင်လယ်စီရောက်တဲ့အချိန်မှာလူထူဆန်တယောက်ပေါ်လာပြီးနတ်ဆိုးကိုတားပါတယ်။အဲဒီနောက်သူကကောင်မလေးကိုခေါ်ပြီးဘေးကင်းရပို့ထားပေးပါတယ်။နီဂျာကသူ့ပဲခလေးကိုကယ်ခြင်းတဲ့အတွက်စိတ်ဆိုးခဲ့ပါတယ်။ဒါကြောင့်နီဂျာလည်းလူထူဆန်ကိုတိုက်ခိုက်ပါတယ်။တိုက်ပွဲမှာနီဂျာကြောင့်လူထူးဆိုင်ရဲ့ခေါင်းဆွဲလဲကျွတ်သွားပြီးလူထူးဆိုင်ရဲ့ခေါင်းမှာငကားဥကျုပ်ပါနေရကိုမြင်သွားပါတယ်။ဒီအချိန်မှာနတ်ဆိုကလေရဲကိုပူပေါင်းတွေလွတ်ပြီးပူပေါင်းကိုထိလိုက်တာနဲ့ကြောက်ရွံ့ဖြစ်သွားမဲ့အစိတ်တွေထည့်ထားပါတယ်။လူထူးဆန်ကပူပေါင်းကိုရှောင်ပြီးခလေးမလေးကိုတွားခဲ့တဲ့အခါခလေးမလေးရဲ့အစိတ်ကလူထူးဆန်ကိုကူသွားပြီးနှစ်ယောက်လုံးကြောက်ရွံ့ဖြစ်သွားပါတယ်။နီဂျာလည်းဒေါသထွက်သွားပြီးလူထူးဆန်ရဲ့ခန္ဓာကိုယ်နဲ့နတ်ဆိုကိုကောက်ရိုက်ကအစိတ်ဖြစ်စေတောင်းပါတယ်။ဒီနောက်ခလေးမနဲ့လူထူးဆန်ကိုကဲတင်ပေးလိုက်ပါတယ်။လူထူးဆန်းကအေအိုပင်ဖြစ်ပြီးသူ့အသက်ကိုကယ်တင်ပေးတဲ့အတွက်နီဂျာကိုကျေးဇူးတင်ခဲ့ပါတယ်။နီဂျာလည်းပထမဦးဆုံးအကြိမ်စိတ်ထဲအစဉ်ပြေနေခဲ့ပြီးအေအိုပင်နဲ့စော်ကစားပါတယ်။ခဏကြာရွာသားတွေအုပ်လိုက်ကြီးရောက်လာတဲ့အတွက်အေအိုပင်ပျောက်သွားပါတယ်။လူတွေကခလေးကိုဖမ်းသွားတယ်လို့နီဂျာကိုဆွဆွဲတော့နီဂျာကသူကခလေးကိုကယ်ခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်။လူတွေကနီဂျာကိုမယုံကြပါဘူး။ခလေးတယောက်ကနီဂျာကိုနတ်ဆိုးလို့ပြောတဲ့အခါနီဂျာဒေါသထွက်ပြီးခလေးကိုရိုက်ပါတယ်။နီဂျာမွေနဲ့ပွဲရောက်ဖို့10ရက်ပဲလို့တော့ကြောင်းရွာသားတွေလည်းရှိနေမှာဖြစ်ကြောင်းပြောပြတဲ့အချိန်နီဂျာကသူ့ပွဲတော်မှာအေအိုပင်ကိုလာစေခြင်းပါတယ်။နဂါးတွေကမွေနေ့မှာအေအိုပင်တိုက်ခိုက်နိုင်ဖို့အတွက်အကျေးကွန်တွေနဲ့တန်ကြက်ကတခုလောက်ပေးထားပါတယ်။အဲဒီနောက်နဂါးဘရင်ကနဂါးတွေရဲ့ကံကြမ္မာဟာအေအိုပင်အပေါ်မူတည်နေတယ်လို့တတိပေးလိုက်ပါတယ်။နီဂျာကမွေနေ့ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်မှာရှန်ကုန်းပေါင်းရောက်လာပြီးနီဂျာရဲ့အဖြစ်မှန်ကိုပြောပြပါတယ်။နီဂျာလည်းဒေါသအပြင်းနဲ့စင်ပေါ်တက်လာပါတယ်။တိုင်းကနီဂျာကိုမီလန်တချောင်းနဲ့အတုံးပြူသူအလိုကြပုံစံပြောင်းလဲနိုင်သူရဲ့ဝတ်ပါပေးလိုက်ပါတယ်။လီကျင်းကသူ့သားကိုအကာအကွယ်အဆောင်တစ်ခုပေးပါတယ်။လီကျင်းကသူ့ကိုတားဖို့ကြိုးစားပေမဲ့နီဂျာကပြန်တိုက်ခိုက်ပါတယ်။အေအိုပင်ကတနာခံပြီးနီဂျာရဲ့မိဘနဲ့တိုင်းကိုကယ်ပေးဖို့တောင်းပန်တော့ရှန်လဲတုံဆိုင်ဆိုင်သဘောတူလိုက်ပါတယ်။အေအိုပင်ကနီဂျာမီလန်နဲ့သူ့ဖေကိုထိုးတဲ့အချိန်ဝင်ခဲ့ပြီးတိုင်းကိုမော်ကွင်းပေးလိုက်ပါတယ်။
တိုင်းကမော်ကွင်းတောင်းတဲ့အချိန်နတ်ဆိုပူကတ်တားလဲထွက်သွားပြီးနေကြတတိပြင်ရလာတော့တောအုပ်ထဲထွက်ပြေးသွားပါတယ်လီချင်းကအေအိုဘင်းဟာနတ်ဆိုဆိုတာရိတ်မိပြီးဝေယုံကိုဆွဲဖယ်လိုက်ပါတယ်လူတွေကလည်းငကားကိုကြည့်ပြီးလန့်သွားပါတယ်တိုင်းကနှစ်ဖူးကအမှတ်သားကိုကြည့်ပြီးကောင်းတဲ့ပလဲကိုခိုးတဲ့သူနဲ့ပတ်သက်တဲ့ဆိုတာသဘောပေါက်သွားပါတယ်အေအိုဘင်းထွက်ပြေးတဲ့အချိန်မှာရှန်ရောက်လာပြီးကောင်းတဲ့ပလဲကိုခိုးခဲ့တယ်ဆိုတာဝန်ခံပါတယ်ဒီနောက်ရှန်ကသူတို့လှုပ်ဝက်ချက်တည်တဲ့တုံမှန်သမျှတပ်ပစ်ဖို့အမိန့်ပေးပါတယ်အေဝင်းကပင်လယ်ထဲကအစွမ်းတွေနဲ့တရွာလုံးကိုတပ်ဖို့ပြင်ပါတယ်နေကြကတော့တောထဲမှာဒေါ်သားထွက်ပြီးတစ်ပင်ကိုထိုးနေပါတယ်ဒီအချိန်မှာတိုင်းရီကနေကြကိုမှညံတစ်ခုပြလိုက်ပါတယ်မှညံမှာတိုင်းရီကလီချင်းကိုဂိတ်ဆောင်စီထပ်ခေါ်ခဲ့ပါတယ်ဂိတ်ဆောင်ကအစားထိုးခံမဲ့သူရှိရင်ကျင်းစာကိုတွဲပေးလို့ရကြောင်းပြောပါတယ်လီချင်းကသူပဲစရေခံမဲ့အကြောင်းနဲ့သူ့မိမကိုမပြောဘူးတိုင်းရီကိုပြောပြပါတယ်မကောင်းတဲ့ပလဲဟာလူတွေကိုဒုက္ခပေးမှဖြစ်တာကြောင့်ကျင်းစာလွဲရင်တောင်အကျိုးမရှိဘူးလို့တိုင်းရီပြောပါတယ်လီချင်းကသူ့သားကိုသူကိုယ်တိုင်လေးကျင့်ပေးပြီးလူကောင်းဖြစ်အောင်ပြုစုပြောထောင်မယ်လို့ပြောပါတယ်။နီကြအဆောင်အိတ်ဖွင့်လိုက်တဲ့အခါမှာကျင်းစာလွဲစာရွက်ကိုတွေ့လိုက်ပါတယ်။နီကြလည်းသူ့ဖေရဲ့အနစ်နာခံမှုကိုသိရပြီးနောက်ဝမ်းနေသွားပါတယ်။လီချင်းနဲ့ရန်ကအေအိုဘင်ကိုတားဖို့စ조사ပေမဲ့ငကားတန်ချက်ကကြောင့်ဘာမှလုပ်မရပါဘူး။ဒီအချိန်မှာတစ္ဆာဖောက်တလို့ခန်းစားရတဲ့နီကြရောက်လာပြီးအေအိုဘင်ကိုတိုက်ခိုက်ဖို့ပြင်ပါတယ်။အေအိုဘင်ကမော်ကွင်းကြောင့်နီကြအစွမ်းသုံးနိုင်မှာမဟုတ်ဘူးပြောပါတယ်။နေကြရှန်အသွင်ပြောင်းပြီးအေအိုဘင်းကိုတိုက်ခိုက်ပေမဲ့အရာမထင်ပါဘူး။နေကြကသူ့မိဘတွေကိုကဲတဲ့အချိန်အေအိုဘင်းကနောက်ကတိုက်ခိုက်လိုက်ပါတယ်။အိုအေဘင်းကငကားအသွင်ပြောင်းပြီးမိုးပေါ်ကရေခဲပြနေလိုက်ပါတယ်။နေကြကနတ်ဆိုအသွင်ပြောင်းလိုက်ပြီးဒီတစ်ခါမှသူပဲထိန်ချုပ်ထားပါတယ်။နေကြကမိုးပေါ်ပြန်ပြီးရေခဲပြကိုထမ်းတင်ထားပါတယ်။နေကြကကောင်းတဲ့ပလဲနဲ့အသက်ဆက်ရှင်ဖို့အေအိုဘင်းကိုပြောပါတယ်။ဒီနောက်နေကြကသူ့မိဘတွေကိုကြိုးတုပ်လိုက်ပြီးကျင်းစာလွှဲဆောင်ကိုဖျဲပြလိုက်ပါတယ်။ဒီနောက်နီကြကမိဘတွေကိုကြော်ပါတယ်။နီကြကောင်းကင်ရဲ့ခေါ်ဆောင်ရာကိုပါသွားပြီးမိုးချိုပြတဲ့အချိန်မှာအေအိုဘင်းကနဂါအကျေးခွန်နဲ့ဝင်ခံပါတယ်။ရှန်လည်းအေအိုဘင်းကိုဆဲပြီးထွက်ပြေးပါတယ်။နီကြကဘာလို့လောက်ကြလဲမေးတော့အေအိုဘင်းကတကယ်ချင်းဖြစ်နေလို့လှုပ်ပေးတာဖြစ်ကြောင်းပြောပါတယ်။နီကြနဲ့အေအိုဘင်းတို့လက်တွဲပြီးခုခံနေတဲ့အချိန်တိုင်းကမော်ကြပန်းကိုပြလိုက်တာကြောင့်အားလုံးပျောက်သွားပါတယ်။ရှန်ကမော်ကြပန်းကိုဖွင့်လိုက်တဲ့အခါမှာနီကြနဲ့အေအိုဘင်းတို့အထဲမှာတွေ့လိုက်ရပါတယ်။တိုင်းကကြာပန်းဟာသူတို့စိတ်ဝိညာဉ်တွေကိုထိန်းထားပေးတာဖြစ်ကြောင်းပြောပြပါရယ်ဒီအချိန်မှာအမြင်မှန်ရသွားတဲ့ရွာသားတွေရောက်လာပြီးရွာကိုကယ်ပေးခဲ့တဲ့နေကြားကိုကုန်းကြော့ကလာဖားကြပါရယ်နေကြားလည်းအထူးဆန်းဖြစ်နေတဲ့အတွက်ရင်ထဲကလားဖျားလဲတလို့ခံစားနေရပါရယ်စကားလေးကတော့ဒီမှာပဲပြီးစီးသွားခဲ့ပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်